မင်းစိတ်ထဲမှာအကြံစီတစ်ခုရှိနေတယ်မင်းလှုပ်ချင်တဲ့အရာတစ်ခုရှိနေတယ်ဒါပေမဲ့မင်းအခုထိမစရသေးဘူးမင်းစောင့်နေတော့ပဲအခြေအနေတွေပြည့်စုံမဲ့အချိန်ကိုစောင့်နေတာလားမဟုတ်ဘူးမင်းကြောက်နေတာငါလောက်လိုက်နေသူတို့ဘာပြောမလဲငါကြာရှုံးသွားရင်သူတို့ငါ့ကိုလောင်ကြမလားငါမှာအရေးချင်းတော်ရှိရလားဒီမေကုန်းတွေကမင်းကောင်းတယ်မှာပိတ်တင်ထက်နေတယ်မင်းခြေတလန်းလမ်းမှုပြင်းလိုက်တိုင်းလူတွေဘာထင်မလဲဆိုတဲ့အတွေးကမင်းကိုပြန်ဆွဲထားတယ်မင်းဘေဘီဝဲယားကိုကြည်တယ်သူများတွေအောင်မြင်နေတာကိုတွေ့တယ်သူတို့ကပါရမီပါလို့သူတို့ကကံကောင်းလို့မင်းထင်နေတယ်ဒါပေမဲ့အမှန်တရားကသူတို့ကသူများဘာပြောမလဲဆိုတာကိုဂယုမဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြလို့ပဲမင်းကိုတားဆီးနေတဲ့ရန်သူကမင်းရဲ့အရေးချင်းမဟုတ်ဘူးမင်းရဲ့အတ္တပဲမင်းပုံရိပ်ကျသွားမှကြောက်တဲ့အတ္တလူအများအမြင်မှာအစင်ပြေနေတဲ့လူလို့အထင်ခံခြင်းတဲ့အတ္တအဲ့ဒီအတ္တကမင်းကိုတတ်နေတာမင်းကိုတာမန်လူတစ်ယောက်အထင်နဲ့ပဲတေဆုံးသွားအောင်ဖန်တီးနေတာနားထောင်စမ်းပါမင်းတေသွားတဲ့အခါမင်းရဲ့ဇာပနာမှာလူတွေလာကြလိမ့်မယ်သူတို့ဝမ်းနေကြလိမ့်မယ်ဒါပေမဲ့နောက်ရက်ကျရင်သူတို့အလုပ်သူတို့ပြန်လုပ်ကြလိမ့်မယ်သူတို့ထမင်းစားမယ်ရုပ်ရှင်ကြည့်မယ်ရေရမောကြလိမ့်မယ်လောကကြီးကမင်းမရှိလဲဆက်လေပတ်နေမှာပဲမင်းသူတို့ဘာထင်မလဲဆိုပြီးကြောက်နေတဲ့လူတွေလေသူတို့ကမင်းအကြောင်းမင်းထင်စလောက်စိတ်မဝင်စားကြဘူးသူတို့ကသူတို့ဘဝနဲ့သူတို့တောင်အလုရှုံနေကြတာမင်းရဲ့ဘဝကမင်းပိုင်တာပွဲကြည့်စဉ်ပုံကလူတွေရဲ့လက်ခုပ်တန်းကိုမျှော်ကိုပြီးရှင်းထန်နေတာရက်လိုက်တော့ဝေဖန်တဲ့လူတွေဆိုတာပွဲကြည့်စဉ်ပုံကနေထိုင်ကြည့်နေတဲ့လူတွေပဲကွင်းနဲ့ဆင်းပြီးကစားရတဲ့တက်တီသူတို့မှမရှိဘူးမင်းမှရှိတယ်အမားလုံးမကိုမကြောက်နဲ့ကြာရှုံမကိုမကြောက်နဲ့ဘာတစ်ခုမှမလှုပ်လိုက်ရပဲအချိန်ကုန်သွားမှာကိုပဲကြောက်ပါအသက်80အရွယ်ရောက်မှငါသာစမ်းကြည့်ခဲ့ရင်ကောင်းသားဆိုပြီးနောင်တရနေရမယ်အဖြစ်ကိုပဲကြောက်ပါပြီးပြည့်စုံမဲ့အချိန်ကိုမစောင့်နဲ့မင်းဘယ်တော့မှပြီးပြည့်စုံမှာမဟုတ်ဘူးအခုပဲစလုပ်လိုက်အစင်မပြေတာလို့ရှိလိမ့်မယ်ရှက်စရာကောင်းတာတွေကြုံရလိမ့်မယ်ဒါပေမဲ့အဲ့ဒါအားလုံးကမင်းကြီးထွားဖို့အတွက်ပေးရမယ်တန်ကြီးပဲမင်းမှရွေးချယ်စရာနှစ်ခုရှိတယ်တလုံးလူများအမြင်ကိုကြောက်ပြီးအရိတ်အသေးမှหนีသွားမလားဒါမှမဟုတ်ကိုလန်းကိုဖောက်ပြီးအလင်းဆောင်တယ်ထော့မလားကဲဒီနေ့မင်းဘာလုပ်မှလဲ